Hi everyone, welcome back to Choto Nihongo. ဒီဗီဒီယိုကနေပြီးတော့ JLPT N5 level အတွက် conjunction works ကိုလေ့လာနိုင်ဖို့ရည်ရွယ်ပါတယ်။ Choto Nihongo channel ကနေပြီးတော့မျှဝေပေးတဲ့ဂျပန်စာတွေကဗဟုသုတအဖြစ်ရရှိခဲ့တယ်ဆိုရင်တခြားသောဂျပန်စာလေ့လာနေတဲ့သူတွေအတွက်ကိုလည်း like and share လုပ်ပြီးတော့ကူညီပြီးတော့ပြန်လည်မျှဝေပေးနိုင်ပါတယ်။နောက်လာမယ့် lesson တွေကိုလေ့လာနိုင်ဖို့Choto Nihongo channel ကိုလည်း subscribe လုပ်ထားလို့ရနိုင်ပါတယ်။ဘာကြောင့် conjunction works ကိုအသုံးပြုရတာလဲဆိုရင်အင်္ဂလိပ်စာမှာတွေ့ရတဲ့ conjunction works ဖြစ်တဲ့ and then, but, after that စတဲ့ conjunction စကားလုံးတွေလိုမျိုးပဲဂျပန်ရဲ့ sentence တွေမှာလည်း conjunction works ကိုချိတ်ဆက်ပြီးတော့အသုံးပြုကြတယ်။အဲ့တော့ဂျပန်ရဲ့ conjunction works ဖြစ်တဲ့ဆိုしてそれにけどですからစရှိသဖြင့်ဒီလို conjunction works တွေကို sentence တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီးတော့အသုံးပြုထားတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဂျပန်လူမျိုးတွေကစကားပြောတဲ့အခါမှာတဘာဝကြကြနဲ့တန်တွေတန်ထားတွေကိုပြောဆိုလို့ရှိပြီးတော့ယဉ်ကျေးမှုအရာသူတို့က conjunction works တွေကိုချိတ်ဆက်ပြီးတော့ပြောဆိုတတ်ကြပါတယ်။အဲ့တော့ example အားဖြင့်ကြည့်မယ်ဆိုရင်ပထမဦးဆုံး sentence မှာ London へ行きました。楽しかったです。လန်ဒန်ကိုသွားခဲ့တယ်ပြောစရာကောင်းတယ်ပေါ့အဓိပ္ပာယ်ကတော့အဲ့တော့ sentence နဲ့ကြောင်းကဆက်ဆက်မှုရှိရဲဒါပေမဲ့ပြောတဲ့လေယူလေသိန်းကခက်တန်းတန်းလေးဖြစ်နေရပေါ့ London へ行きました。楽しかったです。ဒါဆိုရင်ဒုတိယစာကြောင်းမှာ conjunction works လေးကိုချိတ်ဆက်ပြီးတော့ sentence နှစ်ခုကိုချိတ်ပြီးတော့ပြောကြည့်မယ်ပေါ့နော်ロンドンへ行きました。そしてとても楽しかったです。အဲ့တော့ soしてဆိုတဲ့ conjunction works လေးကိုချိတ်ပြီးတော့ပြောလိုက်တဲ့အခါမှာလေယူလေသိန်းကကွာသွားတယ်အဲ့တော့တဘာဝကြကြလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပထမကြောင်းပြောတဲ့ sentence ကပြောတဲ့လေယူလေသိန်းနဲ့ဒုတိယစာကြောင်းကပြောတဲ့လေယူလေသိန်းကကွာသွားတယ်အဲ့တော့ conjunction works လေးသုံးလိုက်တဲ့အချိန်မှာロンドンへ行きました。そしてとても楽しかったですနော်လန်ဒန်ကိုသွားခဲ့တယ်ဒါကြောင့်မို့လို့အရန်ကိုမှပျော်ခဲ့တယ်ပေါ့ဆိုပြီးတော့ conjunction words ကိုသဘာဝကြကြအတန်ဒီအတန်ထားမျိုးနဲ့ရရှိအောင်လို့ conjunction words တွေအသုံးပြုရခြင်းဖြစ်တယ်ပေါ့နော်ပထမဆုံး conjunction စကားလုံးဖြစ်တဲ့ social အဓိပ္ပာယ်ကတော့ and then and also and then ပြီးတဲ့နောက် and also ပြီးတော့လည်းပဲလို့အဓိပ္ပာယ်ရတယ်သူ့ကိုကြတော့ဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုလို့ရှိရင် action နှစ်ခုကို connect လုပ်ပြီးတော့ဂျားထဲမှာဆက်ပြီးတော့သုံးတယ်နောက်တစ်ခုကကြတော့ even in order ပေါ့နော်ဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဘာတွေလုပ်တယ်ဆိုတာကိုဆက်ပြီးတော့ပြောဆိုရတဲ့အခါကျရင် social ဆိုတဲ့ conjunction word ကိုသုံးတယ်ပေါ့ဒါဆိုသူ့ရဲ့ sentence structure ရကြည့်မယ်ဆိုလို့ရှိရင် sentence 1နဲ့ sentence 2ရှိမယ်အဲ့ဒီ sentence နှစ်ခုရဲ့ဂျားထဲမှာ social ဆိုတဲ့ conjunction word ကိုချိတ်ဆက်ပြီးတော့သုံးတယ်ဒါဆိုရင် example အနေနဲ့ကြည့်မယ်ဆိုရင် I ate breakfast and then went to school မနက်စာကိုစားခဲ့တယ်ပြီးရဲ့နောက်ကျောင်းကိုသွားတယ်ပေါ့ဒါဆိုရင်မနက်စာစားပြီးရဲ့နောက်ကျောင်းသွားတယ်ဆိုတာကိုပြောချင်တာအဲ့ဒီနောက်ကျောင်းသွားတယ်ပေါ့ဒါဆိုလို့ရှိရင်ပထမဆုံး sentence ဖြစ်တဲ့ watashi wa asa gohan o tabemashita ညကျွန်တော်မနက်စာထမင်းကိုစားခဲ့တယ်မနက်စာစားပြီးရဲ့နောက်မနက်စာစားခဲ့တယ်ဆိုတဲ့အဲ့ဒီနောက်မှာတော့学校へ行きましたကျောင်းကိုသွားခဲ့တယ်ဒါဆိုရင်ဒီမနက်စာစားပြီးရဲ့ action ပြီးရဲ့နောက်မှာကျောင်းကိုသွားခဲ့တယ်ဆိုတဲ့ action တစ်ခုကို connect လုပ်ပြီးတော့ဆက်ပြီးတော့သုံးပြရတယ်ပေါ့じゃあ私は朝ごはんを食べましたそして学校へ行きましたဒါဆိုရင်နောက်ထပ် example တွေနဲ့လေ့လာကြည့်အောင်ပထမဆုံး example က I ate a meal and then I watched TV အဲ့တော့စားတယ်ပေါ့နော်နေ့လယ်စာဖြစ်ဖြစ်ညနေစာဖြစ်ဖြစ်စားတယ် and then ပြီးရဲ့နောက်မှာ I watched TV ကြည့်ခဲ့တယ်အဲ့တော့ထမင်းစားတယ်အဲ့ပြီးရဲ့နောက် TV ကြည့်ရဆိုရဲ action ကိုချိတ်ဆက်ပြီးတော့ပြောမယ်ပြီးရဲ့နောက်ပေါ့နော်အဲ့ထမင်းစားပြီးရဲ့နောက်ဘာလုပ်လဲဘာထပ်လုပ်လဲဆိုတော့ action ကိုပြောချင်တာပေါ့ဒါဆိုလို့ရှိရင်私はご飯を食べましたထမင်းစားခဲ့တယ်そしてအဲ့ဒီနောက်မှာတော့テレビを見ました TV ကြည့်ခဲ့တယ်私はご飯を食べましたそしてテレビを見ました
TV ကြည့်ခဲ့တယ်ပေါ့နောက်တစ်ခုကကျတော့ example 2က I read a book and then want to sleep စာအုပ်ဖတ်တယ် and then ပြီးရဲ့နောက်မှာ want to sleep အိပ်ယာဝင်ခဲ့တယ်ပေါ့ဒါဆိုရင်စာဖတ်မယ်စာဖတ်ပြီးရဲ့နောက်အိပ်ယာဝင်တယ်ဆိုတာကိုပြောချင်တာဒါဆိုရင် conjunction works ဖြစ်တဲ့ ဆိုတဲ့နဲ့ချိန်ပြီးတော့သုံးရမယ်ဝါတာရှိဝ本を読みましたစာအုပ်ဖတ်တယ်ဆိုတဲ့ပြီးရဲ့နောက်မှာတော့နေましたအိပ်ယာဝင်ခဲ့အိပ်ခဲ့ပေါ့私は本を読みましたそして寝ましたဒါဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်က and then ပြီးရဲ့နောက်မှာတော့ဒီ action ပြီးရဲ့နောက်မှာနောက်ထပ် action တစ်ခုကိုထပ်လုပ်တယ်ဆိုပြီးတော့ပြောပါတယ်ဒုတိယ conjunction works ဖြစ်တဲ့ဆိုရီခါရနဲ့ခုနကအရှိမပြောခဲ့တဲ့ဆိုနဲ့ကအဓိပ္ပာယ်ကအတူတူပါပဲအဲ့တော့ဒီမှာလဲသူရဲ့အဓိပ္ပာယ် meaning ကလည်းအတူတူပဲ after that ပြီးရဲ့နောက် then ထို့နောက်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့သူဒီလဲဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုရင် used to link even in sequence ပေါ့နော်အဖြစ်ပြက်တွေတောက်လျှောက်ဖြစ်နေတဲ့ဖြစ်ပျက်တွေအကုန်လုံးပေါ့နော် list လုပ်ပြီးတော့ and then ပြီးရဲ့နောက်မှာတော့ဘာလုပ်တယ် after that ပြီးရဲ့နောက်မှာတော့အစရှိတဲ့ဖြစ်ပေါ့နော် what happened next နောက်ထပ်ဘာတွေထပ်လုပ်တယ်ဆိုရယ် action တွေကိုဖော်ပြမယ်ဆိုလို့ရှိရင် sorry ခါရာဆိုတဲ့ conjunction words ကိုသုံးတယ်ဒါဆိုရင်သူရဲ့ sentence structure ကလည်းဘယ်လိုသွားမလဲဆိုရင် sentence နှစ်ကြောင်းရှိမယ် sentence A နဲ့ sentence B နှစ်ကြောင်းရှိမယ်အဲ့ဒီမှာမှကြားထဲမှာ sorry ခါရာနဲ့ချိတ်ဆက်ပြီးတော့သုံးတယ်ပေါ့ဆိုရင် example ကိုကြည့်ရအောင် I play with my friend then I went home တငယ်ချင်းတွေနဲ့ကစားခဲ့တယ်then ကစားပြီးတဲ့နောက်မှာဘာလုပ်လဲနောက်ထပ် action ဖြစ်တဲ့ I want home အိမ်ကိုပြန်ခဲ့တယ်ဆိုတကယ်ချင်းနေကစားပြီးရဲ့နောက်အိမ်ပြန်နေဆိုတာကိုပြောချင်တာဒါဆိုရင် tomodachi to asobimashita တကယ်ချင်းနေနဲ့ကစားခဲ့တယ်ဆိုရခါရအဲ့ဒီနောက်မှာတော့ uchi ni kairimashita အိမ်ပြန်ခဲ့တယ်အဲ့ tomodachi to asobimashita ဆိုရခါရ uchi ni kairimashitaအိမ်ကိုပြန်ခဲ့ပေါ့နော်အဲ့တော့ဒါပြီးသွားတဲ့နောက်ထပ်ဘာထပ်လုပ်တယ်ဆိုတာကိုပြောတဲ့အခါမှာဆိုရခါရာကိုသုံးတယ်ဒါဆိုရင်နောက်ထပ် example တွေနဲ့ကြည့်အောင် example 1က I wrote a letter after that I went to the post office post box ပေါ့နော်အဲ့တော့စာတစ်စောင်ကိုကျွန်တော်ရေးခဲ့တယ်အဲ့ဒီနောက် after that ပြီးရဲ့နောက်မှာတော့ I went to the post box စာတိုက်ပုံးသွားခဲ့တယ်အဲ့တော့အရင်ဆုံးစာရေးတယ်ပြီးရဲ့နောက်စာတိုက်ပုံးသွားတယ်စာသွားထည့်မယ်ပေါ့ဆိုရင် sentence နှစ်ကြောင်းကိုပြီးရဲ့နောက် after that နဲ့ဆက်မယ် sorry ခါရနဲ့ဆက်မယ်ပေါ့အဲ့တော့ဒေဂါမီကိုခါခိမတ်တာစာရေးခဲ့တယ် sorry ခါရအဲ့ဒီနောက် post တို့နိ ikimashita နော် post office ကိုသွားခဲ့တယ်ပေါ့ဒေဂါမီကိုခါခိမတ်တာ sorry ခါရ post တို့နိ ikimashita စာရေးတယ်အဲ့ဒီပြီးတဲ့နောက်မှာတော့ပြီးတဲ့နောက်စာရေးပုံးကိုသွားခဲ့တယ်နောက်ထပ် action နောက်ထပ် example 2ကI shop at the supermarket ဈေးဝယ်တယ် supermarket မှာဈေးဝယ်တယ် then I could ပြီးရဲ့နောက်မှာလုပ်လဲဟင်းချက်တယ်ပေါ့အဲ့တော့အရင်ဆုံးဈေးသွားဝယ်တယ်ဈေးသွားဝယ်ပြီးရဲ့နောက်ဟင်းတွေချက်ပြုတ်တယ်ပေါ့ဆိုလို့ရှိရင်အဲ့ဒီ sentence နဲ့ကြောင်းဘာနဲ့ဆက်မှာလဲဆိုရင်ဆိုရီခါရာနဲ့ဆက်မယ်スーパーで買い物をしましたスーパーで買い物をしましたスーパーマーケットမှာဈေးသွားဝယ်တယ်ဆိုရီခါရာပြီးရဲ့နောက်မှာတော့ 料理をしましたဟင်းတွေချက်ပြုတ်ကြော်လော်ခဲ့တယ်ပေါ့スーパーで買い物をしました。それから料理をしました。スーパーマーケットမှာဈေးဝယ်တယ်ပြီးရင်နောက်ဟင်းတွေချက်ပြုတ်တယ်ဆိုတော့ action တစ်ခုကိုချိတ်ဆက်ပြီးတဲ့အခါမှာဆိုရီခါရာကိုသုံးတယ်ပေါ့ဒါဆိုရင်ဒါကတော့ social နဲ့ဆိုရီခါရာရဲ့ comparison ပေါ့သူတို့နှစ်ယောက်ရဲ့ခြားနားချက်ကိုကြည့်အောင်အဲ့တော့အဓိပ္ပာယ်ဒီအတူတူပဲ and then and also after that then ပေါ့နော်အဲ့တော့ဒီပြီးရဲ့နောက်အဲ့ဒီပြီးရဲ့နောက်ဘာဆက်လုပ်တယ်လဲဘာတွေဆက်ဖြစ်တယ်လဲဆိုတာကိုချိတ်ဆက်ပြီးတော့ပြောသွားတာတွေဆိုရင် social ဆိုရီခါရာနှစ်ခုလုံးကိုသုံးတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့အနေဒါနဲ့နှစ်ခုဒီဘယ်လိုနေရာမျိုးနည်းနည်းလေးကွဲလဲဆိုလို့ရှိရင် social ကကြတော့ formal ပေါ့နော် written တွေပြောမယ်အခါမှာကြလို့ရှိရင် formal written သုံးတဲ့အခါကြလို့ရှိရင် social ကိုသုံးပြီးတော့ဆိုရီခါရာကတော့ casual ပေါ့နော်နေ့စဉ်သုံးစကားပြောတဲ့အခါမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ဆိုရီခါရာကိုသုံးတယ်အဓိပ္ပာယ်ဒီအတူတူပဲsocial နဲ့ဆိုရီခါရာအဓိပ္ပာယ်ဒီအတူတူပါပဲဒါပေမဲ့ formal နဲ့ informal လေးဖြစ်သွားတာတခုပဲကွာခြားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ conjunction နှလုံးနှစ်ခု social နဲ့ဆိုရီခါရာသုံးပုံသုံးနည်းကဘ
ယ်လိုသုံးလဲဆိုတာကို comparison နဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လို့ရမယ်နော်တတိယ conjunction walk ဖြစ်တဲ့ demo ရဲ့အဓိပ္ပာယ်က but ဒါပေမဲ့ဟောင်းနေပါသို့တော်လဲလို့အဓိပ္ပာယ်ရတယ်အဲ့တော့သူရဲ့ sentence structure ကိုကြည့်မယ်ဆိုရင် sentence 1နဲ့ sentence 2ကိုပဲကြားထဲမှာချိတ်ဆက်မယ် demo နဲ့ပေါ့ဘယ်လိုနေရာမျိုးမှာသုံးလဲဆိုရင်သူဒီ sentence နှစ်ကြောင်းက construct ဖြစ်နေရပေါ့နော်ဆန့်ကျင်ဘက် sentence နှစ်ကြောင်းကိုဆက်တဲ့အခါကျရင် demo ဆိုတဲ့ conjunction walk ကိုသုံးတယ်အဲဆို example အနေနဲ့ကြည့်ရမယ်ဆိုရင် I like meat but I don't like fish အဲ့တော့ဒီ sentence နှစ်ခုကိုကြည့်ရင်ဆန့်ကျင်ဘက်ပေါ့ I like meat အသားကိုကျွန်တော်ကအသားဆိုရင်တော့ကြိုက်တယ်အသားတွေကိုကြိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင် I don't like fish ငါးကိုတော့မကြိုက်ဘူးဒါဆိုရင် sentence နှစ်ခုကဆန့်ကျင်ဘက်ဖြစ်နေတဲ့ sentence ဒါကိုဘာနဲ့ဆက်မလဲဆိုရင် demo နဲ့ဆက်မယ်အဲ့တော့ watashi wa niku ga suki desu watashi wa niku ga suki desu အသားကိုဆိုရင်တော့ကျွန်တော်ကြိုက်တယ် demo ဒါပေမဲ့ sakana wa suki janai desu ဒါပေမဲ့ငါတော့မကြိုက်ဘူးwatashi wa niku ga suki desu demo sakana wa suki janai desu အဲ့တော့အသားဆိုရင်တော့ကြိုက်တယ်ဒါပေမဲ့ငါးကိုတော့မကြိုက်ဘူးဆိုရင်ဒီဆန့်ကျင်ဘက်စာကြောင်းနှစ်ကြောင်းကိုဆက်တဲ့အခါကျရင် demo ကိုသုံးနေပေါ့ example နဲ့ထပ်ပြီးတော့ကြည့်အောင် number 1က the test was hard but I did my best အဲ့တော့စာမေးပွဲကအရန်မှာခက်တယ်ဒါပေမဲ့ I did my best အကောင်းဆုံးဖြေဆိုနိုင်ခဲ့တယ်ဖြေနိုင်ခဲ့တယ်ပေါ့အဲ့တော့ဒါဒီလဲဆန့်ကျင်မဲ့ sentence နှစ်ကြောင်းပဲစာမေးပွဲကခက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်ဖြေနိုင်ခဲ့တယ်ပေါ့ဆိုတော့အဓိပ္ပာယ်ကိုသုံးချင်တယ်ဆိုရင် demo ဆိုတဲ့ conjunction word ကိုသုံးမယ်ဒါဆိုပထမ sentence က test は難しかったです text は難しかったですစာမေးပွဲကခက်တယ် demo ဒါပေမဲ့လည်း 頑張りましたနော်ဖြေနိုင်ခဲ့တယ်လုံနိုင်ခဲ့တယ်ဖြေဆိုနိုင်ခဲ့တယ်ပေါ့test は難しかったですでも頑張りましたနော်ဒါပေမဲ့ဖြေနိုင်ခဲ့တယ်ပေါ့ဒါဆိုနောက်ထပ်ပြီးတော့ကြည့်အောင် number 2က I don't like vegetable နော်ဟင်းသီးရွက်တွေကိုမကြိုက်ဘူး but I will eat ဒါပေမဲ့လည်းစားမယ်ပေါ့အဲ့တော့ဆန့်ကျင်ဘက် sentence နဲ့ကြောင်းမယ် vegetable တွေကိုမကြိုက်ဘူးဟင်းသီးရွက်အသီးနှံတွေကို तू မကြိုက်ဘူးဒါပေမဲ့စားမယ်မကြိုက်ပေမဲ့လည်းစားမယ်နော် but ပေါ့ဒါပေမဲ့လည်းဆိုရင်野菜が嫌いですနော်vegetable အသီးနှံတွေကိုမကြိုက်ဘူးでもဒါပေမဲ့食べますစားမယ်野菜が嫌いですでも食べますနော်ဒါပေမဲ့လည်းစားပါမယ်ပေါ့ဆိုပြီးတော့ demo ကိုသုံးတယ် demo ရဲ့အဓိပ္ပာယ်ဒီbut သို့တော်လည်းဒါပေမဲ့ပေါ့နော်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်နောက်ထပ် conjunction word number 4ဖြစ်တဲ့ကဒီလေခုနကရှေ့ကပြောသွားတဲ့ demo နဲ့အဓိပ္ပာယ်တူတူပါပဲ but ဟောင်းနေပါပဲသူဒီလေ sentence တိစောက်ပုံကလည်း sentence ထဲမှာသုံးတဲ့အဓိပ္ပာယ်ဒီလေတူတူပဲ construct ဒီ sentence တစ်ခုနဲ့တစ်ခုကိုเนาะဆန့်ကျင်ဘက် sentence တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီးတော့သုံးပါပဲဒါဆိုရင်သူ့ရဲ့ structure ကိုကြည့်မယ်ဆိုရင် sentence A နဲ့ sentence B ကိုဆက်မယ်ဂျားထဲမှာဘာလေးနဲ့ဆက်မလဲကဆိုတဲ့ conjunction word နဲ့ဆက်မယ်အဓိပ္ပာယ်ကတော့ but ဒါပေမဲ့သို့တော်လည်း however ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့ဆိုတော့ example ကြည့်ရမယ်ဆိုရင် I want to watch TV ကြည့်ချင်တယ် but ဒါပေမဲ့ I have to study စာကြည့်ရမှာစာလုပ်စရာရှိရပေါ့เนาะအဲ့တော့သူ့ရဲ့ဆန္ဒဒီ TV ကြည့်ချင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်စာကြည့်ရမယ်ဆိုတော့ဆန့်ကျင်ဘက်စာကြောင်းနှစ်ကြောင်းဖြစ်နေရပေါ့เนาะအဲ့တော့ Terebi-o mitai desu ka TV ကြည့်ချင်ပေမဲ့လေပေါ့နော် TV ကိုကြည့်ချင်ပေမဲ့လေ TV ကြည့်ချင်တော့လေဘန်ကျော်ရှိနာခဲ့တယ်ပါနာဒီမဆန်စာမလုပ်လို့မရဘူးပေါ့နော်စာလုပ်ရမယ်ပေါ့အဲ့တော့ Terebi-o mitai desu ka ဘန်ကျော်ရှိနာခဲ့တယ်ပါနာဒီမဆန်အဲ့တော့ TV ကလည်းTV ကိုလည်းကြည့်ချင်တယ်စာကလည်းမလုပ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ကိုချိတ်ဆက်ပြီးတော့သုံးတဲ့ခါကျရင်ကားကိုသုံးနေပေါ့ဒါဆိုထပ်ပြီးတော့ example နဲ့ထပ်ကြည့်ရအောင်နံပါတ်1ကThis apple is sweet ဒီပန်းသီးကချိုတယ် but ဒါပေမဲ့ဘာဖြစ်လဲဆိုရင် expensive ဈေးကြီးရယ်အဲ့တော့ပန်းသီးကချိုတယ်သို့တော်လည်းဘာဖြစ်မလဲဈေးကြီးရယ်ပေါ့ဆိုရင် kono ringo wa amai ka နော်ဒီပန်းသီးကချိုတယ်ကဒါပေမဲ့လည်းဒါကားကြီးတဲ့ဈေးကြီးရယ်ပေါ့ kono ringo wa amai ka ဒါကားကြီးတဲ့ဈေးကြီးရယ်နော်နောက်တစ်ခုကကြတော့ number 2 example က I'm sick နေမကောင်းဘူး
but ဒါပေမဲ့ I will go to school ကျောင်းသွားရမယ်သူနေမကောင်းဘူးသို့တော်လည်းဘာဖြစ်လဲဒါပေမဲ့လည်းကျောင်းသွားရမယ်ဆိုတော့病気ですがနေမကောင်းဘူးဒါပေမဲ့လည်း学校へ来ますကျောင်းသွားမယ်เนาะနေမကောင်းပေမဲ့လည်းကျောင်းသွားမယ်အဲ့တော့病気ですが学校へ行きますဆိုပြီးတော့ကဆိုတဲ့ conjunction word ကိုသုံးပါတယ်ဒါဆိုရင်နောက်ထပ် conjunction word နံပါတ်5ခုမြောက်ကခဲသူဒီလည်းအရှိကပြောသွားတဲ့ကနဲ့လည်းအတူတူပါပဲဒါဆိုလို့ရှိရင်အဓိပ္ပာယ်က but ဒါပေမဲ့ although သို့တော်လည်းလို့အဓိပ္ပာယ်ရတယ်သူဒီလည်းစန့်ကျင်ဘက်ဒီ sentence နဲ့အကြောင်းကိုပဲဆက်ပြီးတော့သုံးမှာဖြစ်တယ်ကြားထဲမှာခဲသူလေးနဲ့ချိန်ပြီးတော့သုံးမယ်ပေါ့ဆိုရင် example ကိုကြည့်မယ် it's raining but I will go out เนาะအပြင်မှာမိုးရွာနေတယ်ပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုရင်သွားမယ်မိုးရွာပေမဲ့လည်းအပြင်ထွက်မယ်เนาะသွားမယ်ပေါ့ဆိုတော့雨が降っているけどမိုးရွာနေပေမဲ့လည်း出かけますအပြင်ထွက်မယ်雨が降っているけど出かけますเนาะမိုးရွာပေမဲ့လည်းအပြင်သွားမယ်ပြင်ထွက်မယ်ပေါ့ဆိုရင်အဓိပ္ပာယ်ကိုဆိုလိုတာပါဆိုရင် example တွေနောက်ထပ်ပြီးတော့ကြည့်အောင်Number 1က I free tomorrow but I'm not going anywhere အဲ့တော့မနေ့ပြန်ကြလို့ရှိရင်အားတယ်။နောက်အားတယ်ဆိုပေမဲ့လည်း but ဒါပေမဲ့လည်း I'm not going anywhere ဘယ်ကိုမှမသွားဘူး။ဆိုတော့အားတယ်ဒါပေမဲ့ဘယ်မှမသွားဘူးเนาะဒါပေမဲ့ဘယ်မှမသွားဘူး။ဆိုရင်ပြောကြည့်အောင်明日は暇けどမနေ့ပြန်ကြရင်အားတယ်မနေ့ပြန်ပိတ်တယ်ပေါ့နော်အားတယ်ပိတ်တယ်けどဒါပေမဲ့လည်းどこへも行きませんဒါပေမဲ့ဘယ်မှမသွားဘူးပေါ့နော်ပိတ်ပြီးမဲ့ဘယ်မှမသွားဘူးခေနောက်တစ်ခုက example 2က I want to watch TV TV ကြည့်ချင်တယ် but ဒါပေမဲ့ I have homework နော်ဘာဖြစ်လဲဆိုရင်အိမ်စာတွေလုပ်ဖို့ရှိတယ် TV ကလည်းကြည့်ချင်တယ်ဒါပေမဲ့ဘာဖြစ်လဲလုပ်စရာရှိတယ်အိမ်စာတွေလုပ်ဖို့ရှိတယ်ပေါ့အဲဒါဆိုရင်ခဲသူနဲ့ချိတ်ဆက်မယ်ဆိုတော့ therapy ကိုမိတိုင်းခဲတော့ TV ကိုကြည့်ချင်ပေမဲ့လေ TV ကြည့်ချင်တယ် but ဒါပေမဲ့လေ school day က arimasအိမ်စာတွေလုပ်ဖို့ရှိတယ်ပေါ့နော် TV ကြည့်ချင်တယ်ဒါပေမဲ့အိမ်စာတွေလုပ်ဖို့ရှိတယ်ဆိုပြီးတော့ပြောတယ်ဒါဆိုလို့ရှိရင် conjunction word စကားလုံးဖြစ်တဲ့ခဲတော့ verb ကိုသုံးတယ်ပေါ့နော်ဒါဆိုရှေ့မှာပြောသွားတဲ့ conjunction word သုံးလုံးဖြစ်တဲ့ demo ကခဲတော့ဆိုတဲ့အဓိပ္ပာယ်တွေဒီအတူတူပါပဲအဓိပ္ပာယ်က but ဒါပေမဲ့ဟောင်းနေပါသို့တော်လဲလို့အဓိပ္ပာယ်ကအတူတူရတယ်အဲ့တော့ဒီ၃ခုရဲ့အဓိပ္ပာယ်ကတူပေမဲ့၃ပုံ၃နည်းကတော့နည်းနည်းလေးကွဲပြားခြားနားတယ်ဒါဆိုရင် tips အနေနဲ့ပြောမယ်ဆိုရင် demo ကတော့ပို့ပြီးတော့ natural ဖြစ်တယ်သူဒီ at the beginning of new sentence နှစ်ကြောင်းရှိရတဲ့မှာဒုတိယ sentence ရဲ့ထိပ်ဆုံးမှာသုံးတယ် demo ကိုခါကြတော့ demo ချက်ကိုသူကပို့ပြီးတော့ polite ဖြစ်တယ်အဲ့တော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင် sentence နှစ်ခုမှာစန့်ကျင်ဘက် sentence နှစ်ခုပေါ့နော်ချိတ်ဆက်ပြီးတော့စန့်ကျင်ဘက် sentence နှစ်ခုရဲ့ကြားထဲမှာသုံးပါတယ်နောက်ဆုံးတစ်လုံးဖြစ်တဲ့ခဲသူကကြတော့ sentence နှစ်ခုရှိရယ် sentence နှစ်ခုရှိရတဲ့မှာပထမဦးဆုံး sentence ရဲ့အဆုံးမှာခဲသူဆိုတဲ့ conjunction word ကိုထည့်ပြီးတော့သုံးပါတယ်ဒါဆိုလို့ရှိရင် example ကိုကြည့်အောင် example က雨ですでも行きますအဲ့တော့မိုးရွာတယ်ဒါပေမဲ့သွားမယ်ပုံမှန်လေးပဲပေါ့ပါပဲသူပြောတယ်မိုးရွာတယ်ဒါပေမဲ့သွားမယ်ပေါ့နောက်ဂါကိုသုံးထားတဲ့ပုံစံကိုကြည့်အောင်ခီရေကလှတယ်ဒါကကြီးတဲ့ဈေးကြီးရယ်ဆိုတော့အဓိပ္ပာယ်ကလှတယ်ဒါပေမဲ့လည်းဘာဖြစ်လဲဈေးကြီးရယ်ဆိုတော့အရှိရ sentence ကိုသူကနည်းနည်းလေးဆန့်ကျင်ပြီးတော့ပြောတဲ့ပုံစံမျိုးလေးပေါ့အဲ့လိုနေရာမျိုးဆိုရင်ဂါကိုသုံးတယ်ဆိုနောက်ဆုံးတစ်ခုကကြတော့ခဲသူ行きたいけどသွားခြင်းနဲ့ဒါပေမဲ့忙しいですဘာဖြစ်လဲဆိုလို့ရှိရင်အလုပ်ရှုပ်တယ်အလုပ်များနေတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမှာသုံးတယ်ပေါ့ဒါဆိုလို့ရှိရင် demo ကခဲသူဆိုတဲ့သုံးပုံသုံးနည်းလေးတွေကိုဒီ comparison list လေးနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လို့ရပါတယ်ဆိုရင်6ခုမြောက် conjunction word ဖြစ်တဲ့ဒါခါရအဓိပ္ပာယ်ကတော့ so ဒါကြောင့် therefore ဒါကြောင့်because of that အဲ့ဒီကြောင့်ဆိုရဲအဓိပ္ပာယ်ကိုရပါတယ်ဆိုရင် तू ကဘယ်လိုနေရာမျိုးမှာသုံးလဲဆိုလို့ရှိရင် to show a reason and result तू ကအကြောင်းပြချက်တစ်ခုခုကိုပြမယ်အကြောင်းပြချက်တစ်ခုခုပေါ့နော်အခြေအနေကိစ္စရဲ့တည့်ရဲ့အကြောင်း and result ဆိုပြီးတော့ဘာဆက်ဖြစ်လာလဲဘာဖြစ်သွားလဲပေါ့နော်ဆိုအဲ့ဒီအတွက်ကြောင့်
အဲ့ဒီအတွက်ကြောင့်ပေါ့ဒါခါရကအဲ့ဒီအတွက်ကြောင့်ဒီလိုအကြောင်းပြချက်ဒီလိုခြေအနေတွေကြောင့် then အဲ့နောက်မှာဖြစ်သွားလဲပေါ့နော် result ကဆိုတဲ့အဓိပ္ပာယ်မျိုးကိုတက်ရောက်တဲ့အခါမှာသုံးတယ်ဆိုတော့ structure ကြည့်မယ်ဆိုလို့ရှိရင် sentence နှစ်ခုရှိမယ်နှစ်ခုမှာအရှိက reason cause ပေါ့နော်အဲ့တော့အကြောင်းပြချက်အကြောင်းအရာတစ်ခုခုပေါ့နော်အဲ့ဒီအကြောင်းအရာအကြောင်းပြချက်တစ်ခုခုရှိမယ်ပြီးတဲ့အခါမှာဒါခါရအဲ့ဒီအတွက်ကြောင့် then result ဘာဆက်ဖြစ်တယ်ပေါ့ဆိုတော့အရာမျိုးဆိုလို့ဆိုတော့ example ကိုကြည့်မယ်ဆိုရင် I'm tired so I will sleep early အဲ့တော့ပင်ပန်းတယ်ကျွန်တော်ပင်ပန်းတယ်ဒါကြောင့်မို့လို့စောစောအိပ်မယ်အဲ့တော့ I'm tired ဆိုတာအကြောင်းပြချက်ဒါမှမဟုတ်လို့ရှိရင် cause ပေါ့နော်ဖြစ်ပျက်တစ်ခုခုပေါ့အဲ့တော့ဘာကြောင့်လဲဆိုရင်ပင်ပန်းတယ်ပေါ့နော်ကျွန်တော်ပင်ပန်းတယ်အဲ့ဒီပင်ပန်းတဲ့အတွက်ကြောင့်မို့လို့နော်အဲ့အတွက်ကြောင့်ဆိုဒါကြောင့်မို့လို့စောစောအိပ်မယ်ပေါ့နော်အဲ့တော့ result ကဘာလဲဆိုရင်ပင်ပန်းလို့စောစောအိပ်မယ်နော်ဒါကြောင့်စောစောအိပ်မယ်လို့အဓိပ္ပာယ်ရဆိုရင် scarlet march တာပင်ပန်းတယ်နော်ပင်ပန်းခဲ့တယ်ဒါခါရအဲ့အတွက်ကြောင့်ပင်ပန်းတဲ့အတွက်ကြောင့် haya kunemas စောစောလေးအိပ်မယ်ပေါ့ scarlet march တာဒါခါရ haya kunemas နော်ပင်ပန်းတယ်အဲ့အတွက်ကြောင့်မလို့စောစောအိပ်မယ်ပေါ့ဆိုရင်ပို့ပြီးတော့နားလည်အောင် example တွေထပ်ကြည့်ရအောင်ဆိုတော့ example 1က I'm hungry so I will eat ဘိုက်စားတယ်ငါကြောင့်မို့လို့စားမယ်အဲ့တော့အကြောင်းပြချက်ရှိရပါလဲဆိုလို့ရှိရင်ဘိုက်စားတယ်ဘိုက်စားနေတဲ့အတွက်ကြောင့်ဒါခါရအဲ့အတွက်ကြောင့်မို့လို့စားမှာဆိုရင် onaka ga skimashita ဘိုက်စားတယ်နော် onaka ga skimashita ဒါခါရအဲ့အတွက်ကြောင့်မို့လို့ဒါပဲမှာစားမယ်ပေါ့နော်တစ်ခုခုစားမယ်ပေါ့နော်ဒါပဲမှာစားမယ်ဆိုရင်နောက်ထပ် example 2က I don't have money ပတ်စံမရှိဘူးဒါကြောင့် so I will buy it မဝယ်ဘူးအဲ့တော့အရှိရ clause ကပါလဲဆိုရင်ပတ်စံမရှိရဲ့ reason ပေါ့နော်ပတ်စံမရှိရဲ့ cause နော် cause တစ်ခုခုပေါ့အဲ့အတွက်ကြောင့်မို့လို့မဝယ်ဘူးဆိုရဲအနောက်က result ပေါ့နော်ဒါကြောင့်ဆိုโอคาเนะကအာရီမဆန်โอคาเนะကအာရီမဆန်ပတ်စံမရှိဘူးဒါခါရအဲ့အတွက်ကြောင့်မို့လို့ခိုင်မဆန်မဝယ်ဘူးပေါ့ဆိုလို့ရှိရင်ဒါခါရကိုအရှိကအကြောင်းပြချက် reason တစ်ခုခုကြောင့်အနောက်က result ဘာဆက်ဖြစ်တယ်လဲပေါ့နော်ဆိုတဲ့အခါမျိုးကြရင်ဒါခါရကိုသုံးပါတယ်ဒါဆိုရင်ခုနှစ်ခုမြောက် conjunction verb ဖြစ်တဲ့ des ခါရ des ခါရဒီလည်းအရှိကဒါခါရနဲ့အတူတူပါပဲအဓိပ္ပာယ်ကအဲ့တော့အဓိပ္ပာယ်ဒီ so therefore because of that ပဲသူဒီလည်းခုနကသုံးသွားတဲ့အတိုင်းပဲအရှိကအကြောင်းပြချက်တစ်ခုခု reason တစ်ခုခုရှိတယ်အဲ့အတွက်ကြောင့်နောက်က result conclusion ဘာဆက်ဖြစ်သွားလဲပေါ့နော်ဆိုတဲ့အရာမျိုးကိုပြတဲ့အခါမှာ des ခါရကိုသုံးတယ်ပေါ့ဆိုတော့ example ကြည့်ရအောင် there is a tax tomorrow နောက်ပြန်ကြရင်စာမေးပွဲရှိတယ်နော်စာမေးပွဲရှိတယ် therefore ဒါကြောင့်မို့လို့ I will study စာကြည့်ရမယ်နော်အဲ့တော့အရှိမှာဘာဖြစ်လဲဆိုလို့ရှိရင်အရှိက clause က cause ကစာမေးပွဲရှိနေတယ်ဒါကြောင့်မို့လို့ဘာလုပ်ရမလဲเนาะအဲ့တော့ဒါကြောင့်မို့လို့ဘာလုပ်မယ်ပေါ့ဆိုတော့ result ကနောက်ကလိုက်လာတယ်အဲ့တော့ဘာဆက်လုပ်မယ်ဆိုတဲ့ conclusion ပေါ့เนาะနောက်ဆုံးဘာဆက်လုပ်မယ်ဆိုတဲ့ဟာအရာမျိုးပြောရဲပေါ့ဆိုတော့ after test to this after test to this နောက်ပြန်ကြရင်စာမေးပွဲရှိတယ် test ကတော့အဲ့အတွက်ကြောင့်မို့လို့ bank ရှိမှစာလုပ်မယ်စာလုပ်ရမယ်เนาะနောက်ပြန်စာမေးပွဲရှိတယ်ဒါကြောင့်မို့လို့စာလုပ်ရမယ်လို့ပြောချင်တာAsta test so this ကတော့ bank ရှိမှာဆိုရင်နောက်ထပ် example တွေထပ်ပြီးတော့ကြည့်အောင် I'm busy therefore I can't help အဲ့တော့ကျမအလုပ်များနေရင်ဒါကြောင့်မို့လို့မကူညီနိုင်ဘူးပေါ့เนาะအဲ့တော့အရှိကအကြောင်းပြချက်ကအရှိကသူ့ရဲ့ reason ကပါလဲဆိုရင်အလုပ်ရှုပ်နေတယ်သူအလုပ်များနေတယ်ဒါကြောင့်မို့လို့မကူညီနိုင်ဘူးဆိုတာကိုပြောချင်တယ် this ကတော့ဒါကြောင့်မို့လို့ therefore ဒါကြောင့်မို့လို့မကူနိုင်ဘူးအဲ့တော့ watashi wa isogashi desu watashi wa isogashi desu ကျွန်မအလုပ်နည်းနည်းများနေတယ်အလုပ်ရှုပ်နေတယ် this ကတော့အဲ့အတွက်ကြောင့်မို့လို့ desu daimasen ကူလို့မရဘူးကူပေးလို့မရနိုင်ဘူးပေါ့နော် watashi wa isogashi desu this ကတော့ desu daimasen အဲ့တော့အလုပ်ရှုပ်နေတယ်အဲ့အတွက်ကြောင့်ကူလို့မရနိုင်ပါဘူးပေါ့ဆိုတော့နောက်ထပ် example တစ်ခုထပ်ကြည့်ရအောင် This dish is delicious therefore I like it ဒီဟင်းကစားလို့ကောင်းတယ်เนาะရတာရှိရဲ့ဒါကြောင့်မို့လို့ကျွန်တော်ကြိုက်တယ်ပေါ့เนาะအဲ့တော့ဘာကြောင့်လဲဆိုရင်အကြောင်းပြချက်ကဒီဟင်းကစားလို့ကောင်းတာ
အဲ့အတွက်ကြောင့်ကြိုက်တယ်ကောင်းလို့ကြိုက်တယ်ပေါ့နော်အဲ့တော့အဲ့အတွက်ကြောင့်ဆိုတော့အရှိက cause တယ်အရှိကဖြစ်ပျက်နေတဲ့အရာကြောင့်နော်ဒါဘာဖြစ်လဲနောက်ဆက်တွဲ des ကတော့အဲ့အတွက်ကြောင့်မို့လို့ဘာဆက်ဖြစ်တယ်ပေါ့ဆိုတော့ကြည့်အောင် kuno ryori wa oishi desu နော် kuno ryori wa oishi desu ဒီဟင်းကစားလို့ကောင်းတယ် des ကတော့အဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကြောင့် ski des ကြိုက်တယ်ပေါ့နော်ဟင်းစားလို့ကောင်းတဲ့အတွက်ကြောင့်မို့လို့ကြိုက်တယ်เนาะအဲ့တော့အရှိက reason cause တစ်ခုခုကြောင့်မို့လို့နောက်က des ကတော့အဲ့အတွက်ကြောင့်မို့လို့နောက်ကနေပြီးတော့ထပ်ပြီးတော့ result ကဘာဆက်ဖြစ်တယ်ဆိုတာမျိုးကိုသုံးတယ်ပေါ့နောက်ဆုံးတစ်ခုကရှစ်ခုမြောက်ဖြစ်တဲ့ဆိုရီတဲ့ဆိုရီတဲ့ဒီလေရှိကဒါခါရ des ခါရတို့ ਨੇ အတူတူပါပဲအဓိပ္ပာယ်က therefore ဒါကြောင့် because of that ဒါเนาะအဘယ်ကြောင့်ဘာကြောင့်လဲဆိုရင်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဒါဆို example ကိုထပ်ပြီးတော့ကြည့်အောင် the teacher didn't come เนาะအဲ့တော့သူရဲ့ sentence structure ကြည့်မယ်ဆိုရှင်အရှိမ reason အကြောင်းပြချက်ရှိမယ်ဆိုရတဲ့အဲ့ဒီနောက်မှာတော့ the result ပေါ့နော်အဖြေက result ကဘာထွက်လာလဲအဲ့တော့အဲ့ထွက်လာတဲ့အပြင်တော့ next action ပေါ့ဘာဆက်ဖြစ်သွားလဲဆိုတဲ့အခါမျိုးမှာဆိုရတဲ့ကိုသုံးမယ်ဆိုတော့ example ကြည့်မယ်ဆိုရင် the teacher didn't come ဆရာမလာဘူးဆိုဒါကြောင့်မို့လို့ there was no class เนาะအဲ့တော့ဘာဖြစ်သွားလဲဆိုရင်အတန်းမရှိဘူးဒီနေ့เนาะဒီနေ့အတန်းမရှိဘူးပေါ့ဆိုတော့အကြောင်းရှေ့ရ cause ကဘာကြောင့်လဲဆိုရင်ဆရာမလာတဲ့အတွက်ကြောင့်เนาะအကြောင်းပြချက်ကဆရာမလာတဲ့အတွက်ကြောင့်မို့လို့ဘာဆက်ဖြစ်သွားလဲဆိုရင်အတန်းမရှိဘူးဖြစ်သွားတယ်เนาะအဲ့လိုမျိုးအခြေအနေမသုံးနဲ့ပေါ့ဆိုရင် sensei က kimasen deshita ဆရာမလာခဲ့ဘူးဆိုတဲ့ဒါကြောင့်မို့လို့ဂျူဂျောဝအာရီမဆန်ဒက်တာအဲ့တော့အခန်းမရှိအတန်းမရှိဘူးပေါ့နော်အဲ့တော့ဆန်စေးကကီမဆန်ဒက်တာဆိုရတဲ့ဂျူဂျောဝအာရီမဆန်ဒက်တာအဲ့တော့ဒီနေ့ဒါကြောင့်မို့လို့ဘာဖြစ်လဲဆိုလို့ရှိရင်အတန်းမရှိဘူးဆိုပြီးတော့သုံးတယ်ဆိုရင် example ထပ်ပြီးတော့ကြည့်အောင် number 1က I caught a cold so I took medicine I got a cold ဆိုတော့အေးမိခဲ့တယ်ကျွန်တော်ပေါ့နော်အေးမိခဲ့တယ်ဒါကြောင့်မို့လို့ I took medicine မလုပ်ရမလဲဆိုရင်ဒီစီးတောက်ရမယ်ပေါ့နော်အဲ့တော့အရှိရ reason အကြောင်းပြချက်ကြောင့်မို့လို့နောက်ထပ်ဘာ action ကိုထပ်လုပ်ရမလဲဆိုရင်စီးတောက်ရမယ်ဆိုတဲ့ action မျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင် conjunction ဖြစ်တဲ့ sorry တဲ့ကိုသုံးမယ်ပေါ့ခါဆဲကို hikimashita ခါဆဲကို hikimashitaအေးမိခဲ့တယ်အေးပတ်ခဲ့တယ်ဆိုရတဲ့ဒါကြောင့်မို့လို့ခုစတူဒီယိုနော်မီမတ်တာဘာဖြစ်လဲဆိုရင်စီးကိုတောက်ခဲ့တယ်ပေါ့နော်အဲ့တော့ခါဆဲကိုဟီကီမတ်တာဆိုရတဲ့ဒါကြောင့်မို့လို့ခုစတူဒီယိုနော်မီမတ်တာစီးတောက်ခဲ့တယ်နောက်ထပ် example 2ကိုကြည့်အောင် I got hungry ဘိုက်စားခဲ့တယ်ပေါ့နော် so I ate a meal အဲ့တော့ဘာဖြစ်လဲဆိုရင်တခုခုစားခဲ့တယ်ပေါ့နော်စားခဲ့တယ်နော်ဘိုက်စားတဲ့အတွက်ကြောင့်မို့လို့နော်ဆိုအရှိရ clause ကပါလဲဘိုက်စားတယ်ဆိုတော့ဒါကြောင့်မို့လို့ဘာဆက်လုပ်လဲဆိုရင် I ate a meal တခုခုစားရတယ်ပေါ့နော်ထမင်းစားလိုက်တယ်ပေါ့အဲ့လိုမျိုးပြောချင်တာဒါဆိုလို့ရှိရင် onaka ka sukimashita onaka ka sukimashita ဘိုက်စားလာခဲ့တယ်ဘိုက်စားတယ်ဆိုရတဲ့အဲ့အတွက်ကြောင့်မို့လို့နော်ဒါကြောင့် gohan o tabemashita ထမင်းစားလိုက်တယ်နော်ထမင်းစားခဲ့တယ်အဲ့တော့အရှိကတခုခုအကြောင်းအရာတခုခုဘာဖြစ်သွားတယ်နော်ဘာဖြစ်လာတယ်ဒါကြောင့်မို့လို့နော်ဒါကြောင့်မို့လို့ဘာဆက်လုပ်မယ်ပေါ့ဆိုတော့နောက်ထပ် next action ကိုပြောချင်တယ်ဆိုရင်ဂျားထဲမှာ conjunction works ဖြစ်တဲ့ sorry တဲ့ကိုသုံးပါတယ်ဒါဆိုရင်ရှိကပြောသွားတဲ့ဒါခါရ des ခါရ sorry တဲ့သုံးခုလုံးကို comparison လုပ်ကြည့်မယ်ဆိုရင်အဓိပ္ပာယ်ကသုံးခုလုံးဒီတူတူပါပဲအဓိပ္ပာယ်ကဘယ်လိုနေရာမျိုးတွေမှာသုံးတာလဲဆိုလို့ရှိရင်သူဒီအကြောင်းပြချက်ပေါ့နော်အဲ့တော့ဘဲကြောင့်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင်ပေါ့နော်အရှိက reason အဲ့တော့တခုခု cause တခုခုကြောင့်မို့လို့နောက်ကနေပြီးတော့ဒါကြောင့်မို့လို့ဘာဖြစ်လဲဘာဆက်လုပ်ရမလဲဘာဆက်ဖြစ်သွားတယ်ဆိုတာမျိုးတွေကိုသုံးတဲ့အခါမှာဒါခါရ des ခါရ sorry တဲ့ဆိုပြီးတော့သုံးပါတယ်ဒါပေမဲ့သုံးပုံသုံးနည်းမှာကြတော့သူ tips အနေနဲ့ပြောရမယ်ဆိုရင်ဒါခါရကကြတော့သူက casual way အနေနဲ့ပြောတယ်ကိုယ့်ရဲ့ပုံမှန်တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ရွယ်တူတန်းတူအချင်းချင်းပြောမယ်ဆိုလို့ရှိရင်ဒါခါရာကိုသုံးပြီးတော့ des ခါရာကတော့ဒါခါရာထက်ပေါ်လိုက်ဝေးဖြစ်တယ်သူတက်ပို့ပြီးတော့နည်းနည်းပေါ်လိုက်ဖြစ်တဲ့ situation မှာသုံးတယ်ပေါ့နော် des ခါရာ sorry တဲ့ကကြတော့ condition နှစ်ခုဒီပေါ့နော်အရှိကအကြောင်းပြချက်တစ်ခုခုနဲ့
နောက်ကဆက်ပြီးတော့ဘာဆက်ဖြစ်သွားတယ်ပေါ့နော်ဒီအရှိရပြောတဲ့ကျောင်းရတစ်ခုခုကြောင့်မို့လို့နောက်ထပ်ဘာ action ကိုထပ်လုပ်တယ်ဆိုတဲ့အခါမျိုးကြာနောက်ထပ် next action ထပ်လုပ်လိုက်တယ်ထပ်လုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုအနေထားမျိုးကြာလို့ရှိရင်တော့ sorry တဲ့ကိုသုံးပါတယ်ဒါဆိုလို့ရှိရင်ဒါခါရ this ခါရ sorry တဲ့ဆိုတာတွေကိုလည်း comparison မှာကြည့်လို့ရနိုင်တယ်ပေါ့နော်ကိုခုမြောက် conjunction verb ဖြစ်တဲ့ so တဲ့အဓိပ္ပာယ်ကတော့ and then ပြီးတဲ့နောက်ဒါမှမဟုတ်လို့ရှိရင်လည်း in addition ထို့အပြင်လို့အဓိပ္ပာယ်ရတယ်ဆိုတော့သူ့ကိုဘယ်လိုမျိုးမှာပြောလဲဆိုလို့ရှိရင် to show sequence of action အဲ့တော့ဒီ action တစ်ခုကချိတ်ဆက်မှုရှိရယ် and ပြီးရဲ့အခါမှာ to add information ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ထပ် information တွေထပ်ပေါင်းပြောဆိုတဲ့အခါကျရင် so တဲ့ကိုသုံးတယ်ပေါ့တော့သူဒီလေ sentence structure က sentence နဲ့ကြောင်းရှိရဲကြားထဲမှာပဲသူက social နဲ့ connect လုပ်ပြီးတော့ချိတ်ဆက်ပြီးတော့သုံးတယ်ပေါ့ဆိုတော့ example ကိုကြည့်ရအောင် my older brother went to school and then he met his friend အကိုကြီးကကျောင်းကိုသွားခဲ့တယ် and then ပြီးရဲ့နောက်မှာအဲ့ဒီနောက်ဘာဖြစ်လဲဆိုရင်သူ့တငယ်ချင်းနေနဲ့တွေ့ခဲ့တယ်ဆိုတော့ဒီ action ကဆက်နေတာပေါ့နော်သူကျောင်းသွားတဲ့အခါမှာကျောင်းသွားပြီးရဲ့နောက်ဘာဖြစ်လဲသူ့တငယ်ချင်းနေနဲ့တွေ့ရပေါ့ဆိုတော့အနီဝ学校へ行きましたအကူကကျောင်းကိုသွားခဲ့တယ်ဆိုတဲ့ and then ပြီးတဲ့နောက်မှာ友達に会いましたတငယ်ချင်းနဲ့တွေ့ခဲ့တယ်နောက်တော့အကူကျောင်းကိုသွားတယ် and ပြီးတဲ့နောက်မှာဘာဖြစ်လဲတငယ်ချင်းနေနဲ့တွေ့ရဆိုရယ် information တွေပေါ့နော်ဆက်ပြီးတော့ပြောသွားတဲ့အခါမှာ social ကိုသုံးတယ်ဒါဆိုရင် example ကြည့်အောင် she is beautiful and also kind ပေါ့နော်သူမလှတယ်and ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျင်လဲကျင်နာတတ်တယ်ပေါ့နော်ကျင်နာတတ်တယ်ဆိုတော့သူမနဲ့ပတ်သက်တဲ့ information တွေကိုထပ်ပြီးတော့ပြောဆိုသွားတာပေါ့နော်ထပ်ပြီးတော့ in addition ထပ်ဖြည့်ပြီးတော့ထပ်ပေါင်းပြောဆိုသွားတဲ့အခြေအနေမျိုးမှာသုံးတယ်ဆိုတော့ခါနူချိုကခီရဲတယ်သူမလှပါတယ်လှတယ်ဆိုတဲ့အဲ့ဒီအပြင်ကိုဘာဖြစ်လဲရာဆရှိတယ်သဘောလဲကောင်းသေးတယ်ပေါ့နော်စိတ်ကောင်းလဲရှိတယ်ဆိုပြီးတော့ပြောတာခါနူချိုကခီရဲတယ်ဆိုတဲ့ရာဆရှိတယ်နောက်ထပ် example တစ်ခုထပ်ကြည့်မယ်ဆိုရင် Tokyo is big and also is lively အဲ့တော့ Tokyo ကကြီးရယ်ဖြစ်တဲ့အခါမှာစီကားတယ်နော် Tokyo ကကြီးလဲကြီးတယ်စီကားတိုင်းမြိုက်တယ်ဆိုတော့ဒီ Tokyo နဲ့ပတ်သက်တဲ့ information တော့ Tokyo တာရှိရယ်အဲ့ဒီအပြင်ကိုဘာဆက်ဖြစ်တယ်လဲဘာဆက်ရှိသေးလဲဆိုရယ် information တွေထပ်ပေါင်းပြီးတော့ပြောဆိုရတဲ့အခါကျရင် social ကိုသုံးတယ်ဆိုတော့ Tokyo က okay တယ်နော် Tokyo ကကြီးပဲမြို့ကြီးဖြစ်တယ်ဆိုတဲ့အဲ့ဒီပြင်ကိုနီဂီယာကတဲ့စီကားတိုင်းမြိုက်တယ်ပေါ့နော်စီကားတိုင်းမြိုက်ဆိုတာရှိတယ်ဆိုပြီးတော့ social ဆိုတဲ့ conjunction ကိုသုံးပါတယ်ဆယ်ခုမြောက်ဖြစ်တဲ့ conjunction verb ဆိုရင်းနီရဲ့အဓိပ္ပာယ်ကတော့ besides အဲ့ဒီအပြင် moreover ထို့အပြင်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဆိုတော့ဘယ်လိုနေရာမျိုးမှာသုံးလဲဆိုရင်သူကထပ်ပြီးတော့ information တွေအများကြီးထပ်ပြီးတော့ပေးခြင်းတယ်အဲ့တော့အဲ့ information ကဘယ်ပုံမှာခြေခံတာလဲဆိုရင်ပြီးခဲ့တဲ့ဒီ previous statement ပေါ့နော်အဲ့ sentence နှစ်ခုရှိမယ်နောက် sentence တစ်ခုရဲ့ဖော်ပြချက်ကိုသူကကိုးကားပြီးတော့နောက်ထပ် information တွေထပ်ပေးခြင်းတဲ့အခါအဲ့ဒီအပြင်ထို့အပြင်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့အဲ့ဒီခါမျိုးကြရင် sorry နီကိုသုံးတယ်ပေါ့ဆိုတော့ဒီမှာသူက structure ရကြည့်မယ်ဆိုရင် sentence A ရှိမယ် sentence B ရှိမယ်ကြားထဲမှာ sorry နီเนาะအဲ့ဒီအပြင်ထို့အပြင်ဆိုရယ် conjunction ကိုသုံးတယ်ဆိုတဲ့အခါမှာအဲ့တော့ sentence A ရဲ့ပြောတဲ့ဒီ statement တွေကို emphasize လုပ်ပြီးတော့မှ sentence B ကနေပြီးတော့ထပ်ပေါင်းပြီးတော့ information တွေထပ်တိုးပြီးတော့ပြောဆိုတယ်ပေါ့နော်အဲ့လိုအနေထားပေါ့ဒါဆိုလို့ရှိရင် example ကိုကြည့်မယ် this town is lively ဒီမြို့ကစီကားတယ် besides နောက်တော့မလို့ရှိရင် moreover ပေါ့နော်ထို့အပြင်အဲ့ဒီအပြင်ကို there are many fun places အဲ့တော့လဲလို့ရတယ်လဲပတ်လို့ကောင်းတဲ့နေရာတွေရှိရပေါ့နော်အများကြီးပဲလဲစရာတွေနော်လဲစရာတွေမှအများကြီးပဲရှိရပေါ့ဆိုရင်ဒါဆိုရင်ဒီရှိက clause ဖြစ်တဲ့ sentence A ပေါ့နော် sentence A ကိုသူ emphasize လုပ်တယ်ဒီ sentence A ကို emphasize လုပ်ပြီးတော့မှနောက်ထပ်ပေါင်းပြီးတော့ information တွေအများကြီးထပ်တိုးပြီးတော့ပြောဆိုတယ်အဲ့ဒါဆိုရင်ကြည့်အောင်ခိုနိုမချီဝနီဂီယာကတဲ့ဒီမျိုးကစီကားတယ်ဆိုရင်နိအဲ့ဒီအပြင်ကိုဌာနိုရှိဘာရှောကတာက္ဆန်ဂရီမတ်နော်ဌာနိုရှိဘာရှောကတာက္ဆန်ဂရီမတ်လဲစရာပတ်စရာတွေလဲစရာပြုစရာကောင်းတဲ့နေရာတွေမှာအများကြီးပဲရှိရပေါ့နော်ဆိုတော့အဲ့ဒီရှေ့ကပြောတဲ့ sentence A ကို emphasize လုပ်ပြီးတော့ sentence B information တွေထပ်ပေါင်းပြီးတော့ပြောဆိုရဲကအဲ့ဒီအပြင် moreover ထို့အပြင်အဲ့ဒီအပြင်လို့အဓိပ္ပာယ်ရပါတယ်ဆိုရင် sentence example နဲ့ထပ်ပြီးတော့ကြည့်ကြရအောင်
နံပါတ်1က Japanese is difficult ဂျပန်စာကခက်တယ် Besides အဲ့ဒီအပြင်ကို there are many kanji ဘာဖြစ်လဲဆိုလို့ရှိရင် kanji တွေမှာအများကြီးပဲလေ့လာရတယ်ပေါ့နော် kanji စလုံးတွေအများကြီးသင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဆိုရင်日本語は難しいです日本語は難しいですဂျပန်စာကခက်တယ် sorry にအဲ့ဒီအပြင်ကို kanji က多いですနော် kanji တွေလည်းအများကြီးပဲလေ့လာရတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဂျပန်စာကခက်တယ်အဲ့ဒီအပြင်ထို့အပြင်ဘာတွေရှိသေးလဲဆိုတဲ့ information တွေကိုထပ်ပေါင်းပြီးတော့ပြောဆိုတာဆိုတော့ sorry နီးကိုသုံးတယ်ပေါ့နောက်တစ် example 2က I'm busy today besides I'm tired အဲ့တော့ဒီနေ့အလုပ်များတယ်လှုပ်ရှုပ်တယ်ပေါ့နော်ကျွန်တော်အလုပ်များတယ်လှုပ်ရှုပ်တယ်အဲ့ဒီအပြင်ပင်လဲပင်ပန်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ကဘာကိုပြောချင်တာလဲဆိုတော့အလုပ်များတယ်အဲ့ဒီအလုပ်များတဲ့အပြင်ကိုနောက်ထပ်ဘာတွေထပ်ဖြစ်လဲဘာတွေဆက်ပြီးတော့ရှိလဲဘာတွေဆက်ဖြစ်တယ်လဲဆိုရင်အစရှိတဲ့ပြင်ထပ်ပြီးတော့ထပ်ပေါင်းပြောဆိုမယ် information ထပ်ပေးခြင်းနဲ့ဆိုရင်အဲ့ဒီအပြင်ထို့အပြင်ဆိုတာမျိုးသုံးတယ်ပေါ့ဆိုတော့ Kyo က Isogashi ですဒီနေ့ကအလုပ်ရှုပ်တယ် sorry にအဲ့ဒီအပြင်ကို Scarlet Deimos ပင်ပန်းနေပေါ့နော် Kyo က Isogashi です sorry に Scarlet Deimos ဒီနေ့ကအလုပ်ရှုပ်တယ်အဲ့ဒီအပြင်ပင်လဲပင်ပန်းသေးတယ်ပေါ့အဲ့တော့ sorry にကသူဒီအဲ့ဒီအပြင်ထို့အပြင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာအရှိက sentence ကိုဦးတည်ပြီးတော့ဆက်ပြီးတော့နောက်ကဆက်ပြီးတော့ information တွေထပ်တိုးပြီးတော့ပြောတဲ့အခါကျရင် sorry နီးကိုသုံးပါတယ် sorry တို့မို့ sorry တို့မို့ကတော့အဓိပ္ပာယ်က or ဒို့မဟုတ်လို့အဓိပ္ပာယ်ရပါတယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်ကဘယ်လိုမှသုံးလဲဆိုလို့ရှိရင် choice နှစ်ခုရှိရယ် option နှစ်ခုရှိမယ်အဲ့ option နှစ်ခု choice နှစ်ခုမှာဘယ်ဟာကိုရွေးမလဲအော်ဘယ်ဟာလဲတို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ question work စီမေးတဲ့အခါမှာကြာရင်အများဆုံးသုံးပါတယ် sorry တို့မို့အဲ့တော့ example ကိုကြည့်မယ်ဆိုရင် would you like coffee or tea အဲ့တော့ coffee တောက်မလားဒါမှမဟုတ်လို့ရှိရင်လက်ဖက်ရည်တောက်မလားအဲ့တော့ coffee လားလက်ဖက်ရည်လားဆိုတဲ့ option ပေါ့နော် choice နှစ်ခုကိုရွေးချယ်ခိုင်းတယ်အဲ့တော့အဲ့အခါမှာဘယ်ဟာကိုရွေးမှာလဲဘယ်ဟာကိုသုံးဆောင်ချင်တာလဲဘယ်ဟာလဲပေါ့နော်ဒါမှမဟုတ်တို့မဟုတ်လို့အဓိပ္ပာယ်ဆိုတော့ coffee က edes က sorry တော့မို့ဒါမှမဟုတ်လို့ရှိရင် ocha က edes ကညာ coffee တောက်ချင်လား sorry တော့မို့ဒါမှမဟုတ် ocha က edes ကနော်လက်ဖက်ရည်တောက်မလားပေါ့လိုမျိုးပြောတာပေါ့ဆိုတဲ့အခါကျလို့ရှိရင် or ဆိုတဲ့အဓိပ္ပာယ်လို့ဆိုရတယ် sorry တော့မို့ကိုသုံးပါတယ်ဆိုရင် example ကြည့်မယ် example မှာဆိုလို့ရှိရင် example 1က will you go by train or by car အဲ့တော့ရထားနဲ့သွားမှာလားကားနဲ့သွားမှာလားเนาะရထားနဲ့လားကားနဲ့လားပေါ့ဘယ်ဟာနဲ့သွားမှာလဲဆိုရဲအဓိပ္ပာယ်ကိုမေးချင်တယ်ဆိုရင် sorry တော့မို့เนาะဘယ်ဟာလဲပေါ့เนาะတော့ or တို့မဟုတ်ပေါ့เนาะ or ဆိုရတာဆိုရင် densha de ikimasu ကရထားနဲ့သွားမှာလား sorry တော့မို့ဒါမှမဟုတ် kuruma de ikimasu ကကားနဲ့သွားမှာလားเนาะဒါမှမဟုတ်ကားနဲ့လားရထားနဲ့ဘာနဲ့သွားမှာလဲဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာပါ densha de ikimasu က sorry တော့မို့ kuruma de ikimasu ကဘာနဲ့သွားမလဲပေါ့ဆိုတော့နောက်တစ်ခုက are you married or single အဲ့တော့မင်းကအိမ်အောင်ရှင်လားဒါမှမဟုတ်လို့ရှိရင်လူပြိုလူလွတ်လားလို့မေးချင်တာဒါဆိုလို့ရှိရင်တို့မဟုတ်เนาะဒါမှမဟုတ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာ sorry တော့မို့เนาะ kekkon shite imasu ကအဲ့တော့လက်ထပ်ထားပြီးသားလား are you married ပေါ့နော်လက်ထပ်ထားပြီးသားလား kekkon shite imasu က sorry တော့မို့ဒါမှမဟုတ်လို့ရှိရင် dokshin desu ကနော်လူပြိုလူလွတ်လားပေါ့နော်လူပြိုလူလွတ်လားလို့မြင်ချင်တာတော့ kekkon shite imasu က sorry တော့မို့ဒါမှမဟုတ် dokshin desu ကအဲ့တော့ sorry တော့မို့ဆိုတဲ့ conjunction verb ဒီ option နှစ်ခု choice နှစ်ခုစရှိသဖြင့်တို့မဟုတ်လို့မျိုးဆိုလိုချင်တဲ့အခါကျရင် sorry တော့မို့ဆိုတဲ့ conjunction verb ကိုသုံးပါတယ်ဒါဆိုအခုရှင်းပြသွားတဲ့ conjunction verb စီကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။အစုံတစ်ခုမေးမြန်းလိုချင်နေဆိုရင် comment ကနေတက်ဆင်းမေးမြန်းနိုင်ပါတယ်။ကျွန်မအနေနဲ့လည်းစူးစမ်းပြီးတော့ပြန်ဖြေပေးပါမယ်။နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲပျော်ရွှင်စွာနဲ့လေ့လာနိုင်ကြပါစေ။